ဒေါက်တာကျိုးသည်သူ၏ဆေးအိတ်ကိုဆွဲကာစင်ကြံလန်းအဆုံးတွင်ကျွန်တော်ကိုတိတ်တဆိတ်စောင့်နေခဲ့သည်သူသည်တညလုံးမအိပ်ရသေးသည့်ပုံပေါက်နေပြီးသူ့မျက်နှာသည်လူဟုံယွန်းထပ်ပင်ပို၍ဖြူဖြော့နေသည်ကျွန်တော်လျှောက်လာသည်ကိုမြင်သောအခါသူကကျွန်တော်ကိုမှောင်ရိပ်ထဲသို့အမြန်ဆွဲခေါ်သွားသည်မစ္စတာလင်လူဟုံယွန်းကတော့ယူသွားပြီးသူကအဲ့ဒီရေတွင်းပြက်ကိုမြေဖို့ပစ်ဖို့အမိတ်ပေးလိုက်ရုံတင်မကဘူးဒီကိစ္စကိုသိတဲ့သူတိုင်းကိုလည်းသူကလေပင်လီသည့်အမှုရာကိုလှုပ်ပြသည်ကျွန်တော်သူ့ကိုကြည့်လိုက်ပြီးစိတ်ထဲတွင်တော့တည်ငြိမ်နေခဲ့သည်ဘဝနှင့်တည်ဆုံခြင်းမှတ်တမ်းစာအုပ်အရာသူ၏ကံကြမ္မာသည်ပြောင်းလဲသွားပြီဖြစ်ကြောင်းပြသနေသည်အကယ်၍သူသာလူဟုံယွန်းနောက်သို့လိုက်ပါကတေချာပေါက်တေရမည်ဖြစ်သည်သို့တော့ကျွန်တော်နောက်သို့လိုက်မည်ဆိုပါကမျှော်လင့်ချက်အနှဲငယ်ကြံသေးသည်ခမည်းအသက်ရှင်ခြင်းလားရှင်ကျင်တာပေါ့ဒီနေရာကနေထွက်သွားနိုင်မယ်ဆိုရင်ခမည်းခိုင်းတာမှန်သမျှအကုန်လုပ်ပါမယ်ဒါဆိုလူဟုံယွန်းရဲ့စိတ်မှတ်တမ်းတွေကိုတွားပြင်လိုက်သူ့ယောဂကကူးလို့မရတော့ဘူးလို့ပြောလိုက်ပါတခုလေးတော့နီလန်းကခွန်းလုံတောင်ကြီးကတောနတ်ထဲမှာတရားထိုင်ဖို့ပဲလို့ပြောလိုက်ပါဒေါက်တာကျိုးခိတ္တမြချက်တည်သွားတော့လဲကျွန်တော်ဆိုလိုဒီကိုချက်ချင်းနားလဲသွားသည်ကျွန်တော်ဒီလူဟုံယွန်းကိုထိုနေရာမှထွက်လာစေရန်မြှုပ်ဆွဲပြီးဒီပြဿနာကိုအပြီးတိုင်ဖြေရှင်းတော်မူဖြစ်သည်လူဟုံယွန်းလိုလူမျိုးအတွက်မျှော်လင့်ချက်ရောင်ကြီးလေးတစ်ခုပေးရမည်ထို့မှသာကျွန်တော်ထောင်ထားသောကြောက်ကွင်းထဲသို့သူကိုယ်တိုင်အသာတကြီးဝင်လာမည်ဖြစ်သည်ဒေါက်တာကျိုးထွက်သွားပြီးနောက်အခန်းမွေရကြားထဲမှအယောင်ဝါနေသောစာရွက်ပိုင်းလေးတစ်ခုကိုကျွန်တော်တွေ့လိုက်ရသည်လက်ရေးကိုကြည့်ရသည်မှာအံ့ဩစရာကောင်းလောက်အောင်စတုထဘိုးလေးခြံထားခဲ့ခြင်းဖြစ်သည်စာရွက်ပေါ်တွင်စာနှစ်ကြောင်းလဲသာပါသည်လင်မီသားစုရဲ့မျိုးဆက်ဒီစာကိုမြင်ချင်းချက်ချင်းပြန်လာခဲ့ပါတောင်တကားပွင့်နေပြီးနောက်လည်းမကြည့်နဲ့ကျွန်တော်စာရွက်ကိုစုပ်ကင်ထားရင်စိတ်ထဲတွင်တန်တရားတိမ်တိုင်များဖုံးလွှမ်းလာသည်စတုထဘိုးလေးကထောင်ကျနေတာတေချာသည်သူကဒီစာကိုဘယ်ချိန်ကလေးကဒီမှာလာဝက်ထားခဲ့တာလဲလူမိသားစုရဲ့အိမ်ဟောင်းမှာသူ့လူတွေစကလေးကရှိနေကြတာများလားစတုထဘိုးလေးကြောင့်အချက်လက်များကိုရှာဖွေရန်မှတ်တမ်းစာအုပ်ကိုကျွန်တော်ထပ်ဖွင့်လိုက်တော့လဲစာမျက်နှာများကမြို့ကိုများဖုံးလွှမ်းနေစေဖြစ်သည်ဆိုလိုဒီမှာစတုထဘိုးလေးဤစွမ်းအားသည်ကျွန်တော်ဤလက်ရှိအဆင့်ထက်များစွာသာလွန်နေသည်သို့မဟုတ်သူဤကံကြမ္မာကိုဖုံးကွယ်ထားနိုင်သည့်ယတနာတစ်ခုခုကိုပိုင်ဆိုင်ထားခြင်းဖြစ်ရမည်စတုထဘိုးလေးဘလို့အကြံစီမျိုးကိုကြံစီနေတာလဲကျွန်တော်ပြင်းပေါက်စီလျှောက်သွားပြီးအဝေးကတိမ်တွေဖုံးလွှမ်းနေသည့်ခွန်းလွန်တောင်တန်းများကိုကြည့်လိုက်သည်လူဟုံယွန်းကသူ့လူများကိုထွက်ခွာရန်စီစဉ်နေပြီဖြစ်သည်သူကဒေါက်တာကျိုး၏အတိတ်ပဲမရှိသောစကားများကိုတကယ်ယုံကြည်ပြီးတောင်ပေါ်တွင်အသက်ရှည်ရန်တရားထိုင်စရာနေရာမြတ်တစ်ခုရှိသည်ဟုထင်နေသည်ကျွန်တော်အိတ်ကက်ထဲကကြောက်စိမ့်တုံးကိုစမ်းကြည့်လိုက်သည်ယခုအခါကြောက်စိမ့်ကအေးဆက်ဆက်အနေထားသို့ပြန်ရောက်သွားပြီးအယောင်မလင်းတော့ပေမဲ့ကျွန်တော်ခံစားလို့ရနေသေးသည်ရင်းကြောက်စိမ့်နှင့်အဝေးကတောင်တန်းများကြားတွင်မပီပြင်သောဆက်သွယ်မှုတစ်ခုရှိနေသည်မွန်းလွဲ3 နာရီတွင်လူဟုံယွန်းသည်သူ၏ဖျားနာမှုကိုအတင်းကျပ်လစ်လူရှုကာသူယုံကြည်ရသောတက်တော်ဆောင်ချိုနှင့်ကျွန်တော်ကိုခေါ်ဆောင်လာပြီးခွန်းလွန်တောင်ခြေသို့နောက်တစ်ကြိမ်ရောက်ရှိလာခဲ့သည်မိစ္ဆာကျင့်ကြံသူကတော့ကျွန်တော်တို့နှင့်အတူမလိုက်လာခဲ့ပါသူညရင်းချင်းထွက်ပြေးသွားသည်ဟုကြားရသည်လူဟုံယွန်းကအချိန်မရွေးလဲကျသွားနိုင်သည့်ပုံပေါက်နေသည်လင်ဖုံးမင်းသားငါကိုအဲ့ဒီနေရာကိုခေါ်သွားပေးမယ်ဆိုရင်မြေပိုင်ဆိုင်မှုစာချုပ်ကိုမင်းစီပြန်ပေးမယ်ပြီးတော့မင်းရဲ့နာမည်ကိုရှင်းလင်းပေးဖို့ငါကိုယ်တိုင်ရဲစခန်းသွားပြီးအဖမ်းခံပါမယ်ခင်ဗျားကတိတည်မယ်လို့မျှော်လင့်ပါတယ်ဒီအချိန်တွင်သူ့ကိုယုံကြည်ရန်မှတပါကျွန်တော်မှာအခြားရွေးချယ်စရာမရှိတော့ပေကျွန်တော်တို့တောနက်ထဲသို့စတင်တက်ခဲ့ကြသည်ဤနေရာရှိလမ်းမှာအလွန်ခက်ခဲကြမ်းတမ်းပြီးဒူးကောင်းကျော်သည့်ပေါင်းပင်များနှင့်စုကြုံများကနေရာတိုင်းတွင်ရှိနေသည်လူဟုံယွန်းဤတက်တော်ဆောင်များကရှေ့မှလမ်းရှင်းပေးပြီးကျွန်တော်ကအလဲမှလိုက်ပါလာကပတ်ဝန်းကျင်ရှိလှုပ်ရှားမှုတိုင်းကိုအမြဲတမ်းသတိထားနေခဲ့သည်ကျွန်တော်တို့ဆက်လျှောက်လာသည်နှင့်အမျှမြင်ကွင်းကအနှဲငယ်ထူဆန်းလာသည်ကိုသတိထားမိသည်နေ့လည်ခင်းဖြစ်တော်လဲတောထဲတွင်မြူဖြူများထူထပ်စွာကျဆင်းလာသည်မြင်ကွင်းမှာ9 မီတာပင်မရှိတော့ပေအရင်ကစူညံနေသည့်ငှက်အော်တန်များလည်းပျောက်ကွယ်သွားပြီဖြစ်သည်တိတ်ဆိတ်မှုကကြောက်စရာကောင်းလောက်အောင်ကြောချမ်းစရာကောင်းလာသည်တခုခုတော့မှားနေပြီးဒီမြူတွေထဲမှာတခုခုရှိတယ်ကျွန်တော်ခြေလမ်းများကိုရက်လိုက်သည်ပတ်ဝန်းကျင်ရှိလေထုစီးဆင်းမှုကိုခံစားရန်မျက်စိကိုမှိတ်လိုက်သည်စိတ်ထဲမှမှတ်တမ်းစာအုပ်ကအနှဲငယ်တုန်ခါသွားပြီးရွှေရောင်စာကြောင်းတစ်ကြောင်းဖြည်းဖြည်းချင်းပေါ်လာသည်အာယုံလှည့်စားခြင်းတကားဝင်သွားသူများပြန်မလာနိုင်မျက်လုံးကိုဖွင့်ကြည့်လိုက်ရာရှေ့တွင်ရှောက်နေသောအသက်တော်ဆောင်များနှင့်လူဟုံယွန်းတို့အားလုံးပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်ထူထပ်သောမြူများထဲတွင်ကျွန်တော်တယောက်တည်းကြံခဲ့သည်ဤမြူများကနေရန်တစ်ခုလိုထူထပ်နေသည်ကျွန်တော်လက်ကိုဆန့်ထုတ်လိုက်တော့လဲကိုယ်လက်ချောင်းဖျားများကိုပင်မမြင်ရပေပတ်ဝန်းကျင်တိတ်ဆိတ်မှုကကြောက်စရာကောင်းလာသည်လေတိုက်တံပင်မရှိတော့ပေကျွန်တော်မလှုပ်ရှားပဲရက်နေလိုက်သည်စိတ်ထဲမှမှတ်တမ်းစာအုပ်ကအနှဲငယ်နှွေးလာသည်စာမျက်နှာများပေါ်တွင်ရိုးရှင်းသောလမ်းကျောင်းပုံကျန်းတစ်ခုပေါ်လာသည်တင်းသည်အသက်ရှင်ရန်လမ်းကြောင်းမြူများကြားမှလမ်းညွန့်တစ်ခုပင်ဖြစ်သည်ကျွန်တော်မျက်စိကိုမှိတ်လိုက်ပြီးရုပ်ပိုင်းဆိုင်ရာအမြင်အာရုံကိုအာမကူတော့ပဲစိတ်ထဲကမြေပုံကိုလိုက်၍ရှေ့သို့ဆက်လျှောက်ခဲ့သည်ခြေအောက်မှတကိုင်းချောင်းများနှင့်တရွက်ဆွေးများကိုနင်းမိသဖြင့်အတန်များမြည်နေပြီးတိတ်ဆိတ်နေသောတောကြီးထဲတွင်အလွန်ပင်နားကြီးစရာကောင်းနေသည်ဒီမြူတွေကတဘာဝအတိုင်းဖြစ်နေတာမဟုတ်ဘူးကန့်အနက်တင်းတင်းလေးရနေသည်ကျွန်တော်စောင့်ကြောက်ထိုင်လိုက်ပြီးအနီးနားရှိတစ်ပင်ပင်စီကိုစမ်းကြည့်လိုက်သည်တစ်ခေါက်ပေါ်တွင်ထူဆန်းသောတင်ကေတာအချို့ထွင်းထားသည်မကြသေးခင်ကမှထွင်းထားသည့်ပုံပေါ်သည်တယောက်ကတမင်တကာခြံထားခဲ့တာဖြစ်ရမည်တင်ကေတာများညွှန်ပြရဘက်သို့မီတာ90ခန့်ရှောက်သွားလိုက်သည်ရုတ်တရက်ထူထပ်သောမြူများထဲမှတနာစရာအော်တန်တစ်ခုထွက်ပေါ်လာသည်ဘသူလဲအဲ့ဒီမှာဘသူရှိလဲအနားကိုမလာနဲ့အဲ့ဒါလူဟုံယွန်းရဲ့အတန်ပဲကျွန်တော်ခြေလမ်းများကိုခတ်တွတ်ရှောက်လိုက်သည်ကျင်းလက်ကြီးတစ်ခု၏အစွန်းတွင်သူလဲကျနေသည်ကိုတွေးလိုက်ရပြီးသူ့လက်ထဲမှတုတ်ကောက်ကလည်းနှစ်ပိုင်းကျိုးနေသည်သူ့တက်တော်ဆောင်နှစ်ယောက်လည်းမရှိတော့ပေမြူများထဲတွင်ရွယ်ချက်မရှိလေလွင့်နေသည်မှသူတယောက်ထဲသာကြံတော်သည်ဘော့စ်လူခမားရဲ့တက်တော်ဆောင်တွေပဲရောက်သွားပြီလဲ
လူဟုံယုံကကျွန်တော်ကိုမြင်သောအခါအသက်ကယ်ကျိုးကိုတွေးလိုက်ရတယ်လို့ပင်ဖြစ်သွားသည်ကျွန်တော်စီတို့ရောက်ရန်လေးဖက်ထောက်ကတွားသွားလာသည်သူ့မျက်လုံးများကဟာလာဟင်းလင်းဖြစ်နေပြီးမျက်နှာပေါ်တွင်လည်းချွေးစေးများပြည့်နေသည်ဤကြောက်စရာကောင်းသောတောကြီးကိုသူအလွန်မင်းကြောက်လန့်နေသည်မှာတေချာသည်လူဟုံယုံကိုကျင်းစွန်းမှကျွန်တော်နောက်သို့ဆွဲထုတ်လိုက်သည်အသက်ရှူချက်နေသောသူကကျွန်တော်တို့အနောက်ရှိမြူတူတူများကိုလက်ညှိုးထိုးပြကအထစ်ထစ်အငုံငေါဖြင့်စောစောကပဲအဲ့ဒီတက်တော်ဆောင်းနှစ်ယောက်လမ်းလျှောက်နေရင်ရုတ်တရက်မြေကြီးတဲကိုတခုခုကဆွဲချသွားသလိုပဲအရေးလေးတောင်မကြံခဲ့ဘူးဒီနေရာကတရေချောက်တယ်ပြန်ကြစို့ငါမြေစာချုပ်ကိုမလိုချင်တော့ဘူးအသက်ရှင်လျက်နဲ့ဒီကနေထွက်သွားခြင်းယုံမှာပဲဟုပြောသည်နောက်ကျသွားပြီးဒီတောထဲကဝင်ကပါကစတင်အလုံးလုံးနေပြီးထွက်ပေါက်ကိုမရှာနိုင်ရင်ဘယ်သူမှထွက်သွားလို့မရဘူးကျွန်တော်မှတ်တမ်းစာအုပ်ကိုဖွင့်လိုက်ပြီးတက်တော်ဆောင်များ၏နာမည်များကိုရှာကြည့်သည်သူတို့၏အသက်လက္ခဏာများမပြောက်သေးကြောင်းစာအုပ်ကပြနေသည်သို့သောသူတို့ရောက်နေသည့်နေရာမှာမြေအောက်3မီတာကွာတွင်ဖြစ်သည်သူတို့ပျောက်သွားသည့်နေရာသို့ကျွန်တော်ရှောက်သွားလိုက်သည်မြေကြီးပေါ်မှတရွက်ကြွေများကိုကန်ထုတ်လိုက်ရာတေချာသည်ပေါ့ထိုအောက်တွင်ပါလွာသောတစ်သားပြားတစ်ခုရှိနေသည်တစ်သားပြားအောက်တွင်တော့အခေါင်းပေါက်ကြီးသာဖြစ်သည်ယင်းသည်တရေတစေများ၏လက်ချက်မဟုတ်ဘဲအင်မတန်တက်ရက်သောထောင်ချောက်တစ်ခုသာဖြစ်သည်ဘော့စ်လူခမားရဲ့တက်တော်ဆောင်တွေကလှုပ်ဝက်ထောင်ချောက်ထဲကျသွားတာပဲကြည်ရတာဒီတောင်တန်းတွေထဲမှာကျွန်တော်တို့ပဲရှိတာမဟုတ်ဘူးထင်တယ်မြူများကြားထဲမှာခြေတံတိုးတိုးလေးထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်အိတ်ကက်ထဲမှာကြောက်စိမ့်ကိုစမ်းကြည့်လိုက်သည်တကယ်နောက်ွယ်ကကျိုးကင်သူကထွက်လာတော့မည်ဆိုတာကိုကျွန်တော်အလိုလိုသိနေသည်ခြေတံလိုက်ရာနောက်သို့လူဟုံယုံကိုခေါ်ပြီးလိုက်သွားရာကြောက်ကမ်းမအောက်ခြေတွင်ကြောက်တုံးများစီထားသောတဲလေးတစ်လုံးကိုတွေးလိုက်ရသည်တက်ငယ်မူထားပြီးတကားဝတွင်ဆေးဘက်ဝင်ပင်6များကိုဆွဲချိတ်ထားသည်ဤနေရာတွင်ကန့်နှံ့ကတော်တော်လေးပြင်းသည့်တကားကိုတွန်းဖွင့်လိုက်သောအခါအထဲတွင်ထိုင်နေသည့်ညှိုးနွမ်းနေသောအဖိုးအိုတယောက်ကိုတွေးလိုက်ရသည်မိဖို့တစ်ခုကိုအာယုံဆိုင်နေရင်ကျွန်တော်တို့ဘက်သို့ကြောပေးထားသည်မိဖို့ထဲတွင်အစိမ်းရောင်မိတောက်လောင်ကျွမ်းနေပြီးထူထပ်သောမြူများကထိုထဲမှထွက်လာသည့်ပုံပင်လင်မီသားစုကကောင်လေးကငါထင်ထားတာထက်နည်းနည်းနောက်ကျနေတယ်အဖိုးအိုကြီးကြောပြင်ကိုကျွန်တော်စိုက်ကြည့်လိုက်သည်မှတ်တမ်းစာအုပ်ထဲတွင်စာကြောင်းတစ်ကြောင်းပေါ်လာသည်လင်းချမ်းလင်မီသားစုရဲ့တင်ချိုင်းဆောင်ကျွန်တော်ကြက်တည်တည်သွားသည်ငငယ်ကအဖိုးကထိုနာမည်ကိုပြောဘူးသည်လွန်ခဲ့သည့်10စုနှစ်များစွာကတည်းကပျောက်ဆုံးသွားသောကျွန်တော်၏အဖိုးလေးတစ်ယောက်ဖြစ်သည်ဟုသူကပြောခဲ့သည်သူကလူဟုံယုံကိုတစ်ချက်လေးမျှပင်မကြည့်ပဲသူ့မျက်လုံးများကကျွန်တော်လက်ထဲရှိကြောက်စိမ့်စီတို့သာဆူဆိုင်နေသည်မင်းကလူမိသားစုဝင်ကိုဒီအထိခေါ်လာရဲတယ်ပေါ့လင်ဖုံးမင်းကတက်တိတော့ကောင်းတာပဲလူဟုံယုံကကျွန်တော်အနောက်တွင်ပုံနေပြီးစကားတခုမှမပြောနိုင်တော့ပေဤကဲ့သို့လူတူကင်းမဲ့သောတောင်တန်းများထဲတွင်လင်မိသားစုဝင်တစ်ယောက်အသက်ရှင်နေသေးသည်ဟုသူအိမ်မက်ပင်မမတ်ဖူးလောက်ပေလင်ချန်ကဆေးပင်တဆုပ်ကိုမိဖို့ထဲပစ်ထည့်လိုက်ရာအပြင်ဘက်မှမြူများပို့ထူလာသည်လူဟုံယုံရှာနေသည့်အသက်ရှည်စေမိနေရမျက်ဆိုသည်မှာတကယ်တော့လင်မိသားစု၏ဘိုးဘွားတင်ချိုင်းဖြစ်ကြောင်းသူကကျွန်တော်တို့ကိုပြောပြသည်အထဲမှာချိတ်ပိတ်ထားတာကမသေးစေးမဟုတ်ဘူး200ပေါင်းများစွာလင်မီသားစုစုဆောင်းလာခဲ့တဲ့ကံကြမ္မာတွေပဲလူဟုံယုံမင်းလိုတွေးဆွနေတဲ့လူတစ်ယောက်သာအထဲဝင်သွားရင်တစ်စက္ကန့်တောင်ခံမှာမဟုတ်ဘူးခမ ्या ပြောတာကိုငါမယုံဘူးဒေါက်တာကျိုးကငကားကူကိုရှာတွေ့တဲ့၍ဒေါက်တာကျိုးကငါအတွက်အလုပ်လုပ်ပေးတာသူမင်းကိုလိန်ပြောခဲ့တာလူဟုံယုံဤမျက်လုံးများပြူးကျဲသွားပြီးဒေါသကြောင့်တုံရင်သွားသည်တိုးတော့သူကအလွန်အားနည်းနေသဖြင့်မတ်တက်ပင်ကောင်းကောင်းမရက်နိုင်တော့ပေသူလုံနိုင်သည်မှာကျွန်တော်ကိုလက်ညှိုးထိုးပြီးအကူညီမဲ့စွာစိုက်ကြည့်နေရတာဖြစ်သည်ကျွန်တော်လင်ချန်ကိုကြည့်လိုက်ပြီးခေါင်းထဲတွင်မေးခွန်းများပြည့်နှက်နေသည်စတုထဘိုးလေးကထောင်ထဲမှာတခြားဘိုးလေးတစ်ယောက်ကဒီတောင်ပေါ်မှာတကယ်တော့သူတို့အားလုံးဘာကိုစောင့်ကြက်နေကြတာလဲလင်ဖုံးအခုမင်းစီမှာတော့ရှိနေပြီဆိုတော့မင်းတာဝန်ယူရတော့မယ်ဒီညတကောင်ရံမှာတင်ချိုင်းတကားတစ်ချိန်ပွင့်လိုက်မယ်မင်းအထဲဝင်ပြီးအဲ့ဒီအရာကိုယူရမယ်ဘာရလဲဘဝနဲ့တေဆုံးခြင်းမှတ်တမ်းစာအုပ်ကိုမင်းတကယ်မြင်တွေ့နိုင်အောင်လုပ်ပေးမယ့်အရာတစ်ခုပဲကျွန်တော်စိတ်ထဲမှာရှေးဟောင်းစာအုပ်ကိုစမ်းကြည့်လိုက်သည်သူကတခုခုကိုအာယုံခံပြီးနေပုံရပြီးတုံခါမှုကပိုပြီးပြင်းထန်လာသည်ဒီညကျွန်တော်ရင်ဆိုင်ရမည့်အရာကမိစ္ဆာချင်းကြံသူများနှင့်လူဟုံယုံတို့ထက်အစတရာပိုကြောက်စရာကောင်းသောအရာဖြစ်နိုင်သည်ဆိုတာကျွန်တော်သိလိုက်သည်လင်ချန်ကကျွန်တော်တို့ကိုကြောက်တဲ့အနောက်ရှိကြောက်ကမ်းပါတစ်ခုစီသို့ခေါ်သွားသည်သူကသူ့လက်ချောင်းကိုကိုက်ပြီးအနက်ရောင်ကြောက်စိမ့်တုံးပေါ်တွင်ထူဆန်းသောတင်ကေတာတစ်ခုကိုရေးဆွဲလိုက်သည်ကြောက်စိမ့်ကအယောင်မလင်းလာပဲတထုချင်းရိုက်တန်လိုတုံးတိတိအတန်ထွက်လာသည်ကြောက်ကမ်းပါကဘေးဘက်သို့ဖြည်းဖြည်းချင်းရှုပ်ပွင့်သွားပြီးမှောင်မိုက်နေသောလမ်းကြောင်းတစ်ခုပေါ်လာသည်ထိုထဲမှအယိုးထီအောင်အေးစိမ့်နေသောလေများတိုက်ခတ်လာသဖြင့်လူဟုံယုံခွေခွေလေးဖြစ်သွားသည်ဝင်သွားတော့လင်မီသားစုတွေးသားပါတဲ့သူတွေပဲဒီလမ်းကိုရှောက်ခွင့်ရှိတယ်လူဟုံယုံမင်းဒီအပြင်မှာပဲနေခဲ့အကယ်၍မင်းတလန်းလေးတောင်အထဲကိုဝင်ရဲရင်နတ်ဖျားတွေတောင်မင်းကိုကဲနိုင်မှာမဟုတ်ဘူးကျွန်တော်အသက်ပြင်းပြင်းရှူလိုက်ပြီးလမ်းကြောင်းထဲသို့ဝင်သွားခဲ့သည်ကျွန်တော်အနောက်မှကြောက်တကားကဖြည်းဖြည်းချင်းပိတ်သွားပြီးနောက်ဆုံးလာရောင်လေးလည်းပျောက်ကွယ်သွားသည်အမောင်ထဲတွင်ကျွန်တော်လက်နှိပ်တက်မိကအယောင်မိန်ဖြော့နေသည်နှစ်ဖက်စလုံးရှိကြောက်နေရံများတွင်နာမည်များအများကြီးရေးထွင်းထားသည်တေချာကြည့်လိုက်တော့ထိုနာမည်များအားလုံးကလင်မီသားစု၏ဘိုးဘွားများဖြစ်နေသည်သို့တော့ကျွန်တော်ကိုချက်တီးမွေးညင်းထားစေသည်မှာလမ်းကြောင်း၏အဆုံးတွင်ရင်းနှီးနေသောလင်ဖုံးဆိုသည့်နာမည်ကိုတွတိလိုက်ရခြင်းပင်ဖြစ်သည်လွန်ခဲ့သော200ပေါင်းများစွာကကြောက်နေရံပေါ်တွင်ကျွန်တော်နာမည်ကိုဘာလို့ရေးထွင်းထားရတာလဲ
ရင်ခုန်တန်မြန်လာသည်ကိုခံစားလိုက်ရသည်စိတ်ထဲမှမှတ်တမ်းစာအုပ်ကအလိုလျောက်ပွင့်လာပြီးစာရွက်လွတ်တရွက်တွင်ရက်သွားသည်ထိုစာမျက်နှာပေါ်တွင်ကျွန်တော်၏ပုံရိပ်ကဖြည်းဖြည်းချင်းပေါ်လာသည်သို့တော်ပင်သည်တခြားသူတစ်ယောက်၏ကံကြမ္မာမဟုတ်တော့ဘဲကျွန်တော်၏အတိတ်ဖြစ်နေသည်လမ်းကြောင်းထဲသို့ကျွန်တော်တလန်းချင်းဝင်သွားသည်ဓမီအောင်ကအေယာမကြီးဝါခေါင်းတလားကြီးတစ်ခုပေါ်သို့ကြားရောက်သွားသည်ခေါင်းတလားအဖုံးကတဝက်ပွင့်နေပြီးအထဲတွင်လူတစ်ယောက်အိပ်နေသည့်ပုံပင်နေရန်ပေါ်ရှိလင်ဖုံးဆိုသည့်စာလုံးနှလုံးကို9မိနစ်ခန့်အကြာကြီးစိုက်ကြည့်နေမိသည်လက်ရည်ကရှေးဟောင်းဖြစ်တော်လဲစုပ်ချက်များတွင်ပါဝင်သောစိတ်ဝိညာဉ်ကကျွန်တော်၏လက်ရည်နှင့်တပုံစံနဲ့ဖြစ်သည်တက်တိမွေပြီးလက်လန်းကဆန်းကြည့်လိုက်သည်ကြောက်နေရန်ကအေးဆက်နေတော်လဲထူးထူးခြားခြားတော့ဘာမှမရှိပေရုတ်တရက်စိတ်ထဲမှမှတ်တမ်းစာအုပ်ကယူသွစွာစာမျက်နှာများလှန်လာပြီးနောက်ဆုံးစာမျက်နှာတွင်ရက်သွားသည်ငကိုကဗလာဖြစ်နေသောစာမျက်နှာပေါ်တွင်ကျွန်တော်ထောင်ကျပြီးနောက်ပိုင်းဘဝအသေးစိတ်အချက်အလက်များပေါ်လာသည်ဤအချိန်ဤနေရာတွင်ရက်နေသည့်ပုံကိုပင်ပြသနေသည်တကယ်တော့ကျွန်တော်၏လှုပ်ရှားမှုတိုင်းကိုဤစာအုပ်ကမှတ်တမ်းတင်ထားပြီးသားပင်ဖြစ်သည်တဝက်ပွင့်နေသောကြေးဝါကောင်းတလားကိုကြည့်ပြီးဓမီအောင်ကိုထိုဘက်သို့ဖြည်းဖြည်းချင်းရွှေ့လိုက်သည့်အထဲတွင်ဖုတ်ကောင်များမရှိသလိုရွှေငွေရတနာများလည်းမရှိပေတက်တက်ရက်ရက်ခောက်ထားသောအပြာနူးရောင်ဝိယုံရှိတစ်ထည်နှင့်တန်ချီတက်နေသောဓာတ်ရှိတစ်လက်သာရှိသည့်ဝိယုံပေါ်တွင်တော့စာအုပ်ပပလေးတစ်အုပ်ရှိသည့်မျက်နှာဖုံးတွင်အဆောင်ရှောက်၏မှတ်စုများဟုရေးထားသည့်စာအုပ်လေးကိုကောက်ယူပြီးဖွင့်ကြည့်လိုက်သည့်အထဲတွင်မျိုးဆက်အလိုက်လင်မီသားစုတင်ချိုင်းဆောင်များ၏တာဝန်များကိုမှတ်တမ်းတင်ထားသည်တကယ်တော့လင်ဖုံးဆိုသည်မှာကျွန်တော်တယောက်တည်းကိုရည်ညွှန်းတာမဟုတ်ပေပင်သည်လင်မီသားစုအမွေဆက်ခံသူတိုင်း၏ဘုံသုံးနာမည်တစ်ခုသာဖြစ်သည်နေရန်ပေါ်ရှိနာမည်ကမျှော်လင့်ချက်တစ်ခုဖြစ်သလိုလေးလံသောတာဝန်တစ်ခုလည်းဖြစ်သည်ကျွန်တော်နောက်ဆုံးတော့နားလည်သွားပြီးဤဘဝနှင့်တည်ဆုံးခြင်းမှတ်တမ်းကသူတစ်ပါးကိုအုပ်ဆိုးရန်ကရိယာတစ်ခုမဟုတ်ပဲအမှားများကိုပြုပြင်ရန်စံနှုန်းတစ်ခုသာဖြစ်သည်အဖိုးကကျွန်တော်ကိုမြေစာချုပ်တင်ခိုင်းသည်မှာငွေကြေးအတွက်မဟုတ်ပေဤကိုချင်းတရားအသိစိတ်ကိုစောင့်ကြပ်ရန်သာဖြစ်သည်ခန္ဓာကိုယ်ထဲရှိချီစွမ်းရင်စီးဆင်းမှုများလုံးဝငြိမ်ကျသွားသည်ကိုခံစားလိုက်ရသည်အရင်လိုရှုပ်ထွေးစွာပြေးလွှားမနေတော့ပေမတ်စုစာအုပ်ကိုကောက်ယူလိုက်ရကျွန်တော်စိတ်ကရုတ်တရက်အလွန်ပင်တည်ငြိမ်သွားသည်မြည်သည်နတ်ဖျားဖြစ်ခြင်းမျိုးမှကျွန်တော်မလိုအပ်ပါကျွန်တော်၏အပြစ်ကင်းစင်မှုကိုပြန်ရရန်သာလိုသည်မတ်စုစာအုပ်ကိုအင်ဂျီထဲထည့်လိုက်ပြီးခေါင်းတလားကို၃ချိန်အယိုအသေးပေးလိုက်သည်ဤနေရာကမှောက်မိုက်ပြီးအေးဆက်နေတော့လဲအရင်ကတခါမှမခံစားဘူးသောလုံခြုံမှုကိုခံစားလိုက်ရသည်ဘိုးဘွားများအားလုံးကကျွန်တော်ကိုစောင့်ကြည့်နေသည်ဆိုတာကိုသိလိုက်သည်ကျွန်တော်လှည့်ပြီးပြန်လျှောက်လာခဲ့သည်ခြေလက်များကလာတော့ကထက်အများကြီးပိုပြီးပြတ်သားနေသည်အပြင်ကရှုပ်ထွေးမှုများကိုရင်ဆိုင်ပြီးကျွန်တော်ပိုင်ဆိုင်သည်များကိုကိုယ်ပိုင်လက်ဖြင့်ပြန်ယူရမည်ပြန်ထွက်တော့မည်အချိန်တွင်အနောက်မှလေးလံသောခြေတံများကိုရုတ်တရက်ကြားလိုက်ရသည်လှည့်ကြည့်လိုက်ရာလင်ချန်ဤတတိပေးချက်ကိုလစ်လျူရှုပြီးလူဟုံယုံကတရင်တရံဖြင့်ဝင်လာခြင်းပင်ဖြစ်သည်သူ့မျက်နှာကနေရဲနေပြီးအသက်ရှူတံများကလည်းပြတ်တောင်းဖြစ်နေသည်သူ့လက်ထဲတွင်တော့တက်တော်ဆောင်စီမှလူလာသောလျှက်စစ်တုပ်ကိုကင်ထားသည်လင်ဖုံးမင်းကောင်းတာတစ်ခုခုတွေ့တယ်ဆိုတာငါသိတယ်အဲ့ဒီမတ်စုစာအုပ်ကိုအခုငါ့ကိုပေးအဲ့ဒါငါအသက်ပဲအဲ့ဒါနဲ့ဆိုငါထာဝရအသက်ရှင်နိုင်ပြီသူယူသွားပြီးလုံးဝယူသွားပြီးလင်ချန်ကခေါင်းခါရင်ကျွန်တော်ကိုကြည့်သည်ကျွန်တော်ချက်ချင်းနားလည်လိုက်သည်ဘဝနှင့်တည်ဆုံခြင်းမှတ်တမ်းကကျွန်တော်စိတ်ထဲတွင်ပေါ်လာသည်လူတိုင်း၏အတိတ်နှင့်အနာဂတ်ကိုမှတ်တမ်းတင်ထားရုံတင်မကဘဲကျွန်တော်နားမလည်နိုင်သောရှေးဟောင်းစာသားများနှင့်ပုံစံများအမြောက်များလည်းပါဝင်နေသည်ထိုစာလုံးများကိုတစ်လုံးမှကျွန်တော်မဖတ်တတ်တော့လဲမြင်းတို့ကိုစိုက်ကြည့်လိုက်တိုင်းသူတို့၏အတိတ်ဘယ်ကစိတ်ထဲတွင်အလိုလျောက်ပေါ်လာသည်ယင်းသည်စာအုပ်၏မွေးရပါလှုပ်ဆောင်ချက်ဖြစ်ရမည်ဒီညတော့စမ်းကြည့်ခြင်းသည်အရင်နီလန်အတိုင်းလူဟုံယုံ၏နာမည်နှင့်မွေးတက်ဂရစ်ကိုစိတ်ထဲတွင်တိတ်တဆိတ်ရွတ်ဆိုလိုက်သည်ခဏအကြာတွင်ရှေးဟောင်းကြေးဝါစာအုပ်ကသူ့စာမျက်နှာများကိုဖြည်းဖြည်းချင်းလှန်လာသည်စာမျက်နှာတစ်ခုတွင်ရက်သွားသောအခါရွှေရောင်စာကြောင်းများပေါ်လာသည်စိတ်ထဲတွင်ရှာဖွေပြီးနောက်မျက်လုံးဖွင့်လိုက်ရာအနှဲငယ်စိုးရိမ်သွားသည်အရင်ကသူအသက်ရှင်ရန်3လတောင်မကြံတော့ပေလွန်ခဲ့သည့်ရက်အနှဲငယ်ကထိုမိစ္ဆာကျင့်ကြံသူကြောင့်ပဲဖြစ်ဖြစ်သူ၏ကိုယ်ပိုင်မကောင်းမှုများကြောင့်ပဲဖြစ်ဖြစ်သူမတန်ရှင်းသောအရာတစ်ခုနှင့်ပတ်သက်မိသွားသည်သူဝိညာဉ်က9ရက်အတွင်းခန္ဓာကိုယ်ထဲပြန်မလာဘူးဆိုလျင်သူတေချာပေါက်သေးလိမ့်မည်အခုသူတရက်နှင့်နည်းနည်းသာအချိန်ကျန်တော့သည်ပေါ့ကျွန်တော်ဆက်ဖက်ကြည့်သည်မှတ်တမ်းစာအုပ်ကထိုအထီးကျန်တရက်30၏မူလစစ်မြစ်ကိုလည်းမှတ်တမ်းတင်ထားသည်ယင်းသည်လွန်ခဲ့သော230ကအင်ချီယာမဲတယောက်ထိုတင်ချိုင်းနာတွင်တေဆုံးသွားသောလေလွင့်သူတယောက်ဖြစ်သည်တေဆုံးပြီးနောက်သူ့အလောင်းကိုလာရွေးမိသူမရှိသဖြင့်သူ့ဝိညာဉ်ကထိုနေရာတွင်ပိတ်မိပြီးလေလွင့်ဝိညာဉ်ဖြစ်သွားခြင်းဖြစ်သည်ဤနှစ်များတစ်လျှောက်လုံးထိုဧရိယာတွင်လေလွင့်နေပြီးတခါတရံဖြစ်သွားဖြစ်လာများကိုခြောက်လန့်တော်လဲမြည်သူကိုမျှဒုက္ခမပေးခဲ့ပေဒီတခါတော့ကလေးကသူ့အဖွား၏တင်ချိုင်းကိုတွားကာရောဝပြုခဲ့ခြင်းဖြစ်သည်သူ၏အသက်ဆွမ်းအင်ကအားနည်းနေသဖြင့်ထိုအထီးကျန်တရေ၏ပြစ်မှတ်ထားခြင်းကိုခံလိုက်ရသည်တရေကအခွင့်အရေးယူပြီးသူ့ဝိညာဉ်၏တစိမ့်တစ်ပိုင်းကိုဝါမြူလိုက်ခြင်းဖြစ်သည်မင်းတို့နှစ်ယောက်ဘာရက်လုံးနေကြတာလဲငါပြောတယ်လေအဲ့ဒီမတ်စုစာအုပ်ကိုပေးမဟုတ်ရင်မင်းတို့နှစ်ယောက်လုံးဒီမှာတည်ရလိမ့်မယ်လင်ချန်နှင့်ကျွန်တော်အချင်းချင်းကြည့်ပြီးမျက်မှောင်ကျုပ်လိုက်ကြသည်အကယ်၍ဒါကအပြင်ဘက်တွင်ဖြစ်ပျက်နေခြင်းဆိုလျင်ဝိညာဉ်ခေါ်သည့်ရိုးရာဓလေ့ကိုလှုပ်ရန်စွမ်းအားကြီးသောတာဝူဖုန်ကြီးတစ်ပါးကိုရှာပြီးဖြည့်ရှင်းရနိုင်သည်သို့သောယခုလူဟုံယုံကစိတ်လွတ်နေပြီဖြစ်သည်သူ့ကိုရှင်းထုတ်လိုက်လျင်ကိုလက်ညစ်ပတ်ယုံသာရှိမည်ထိုအချိန်တွင်ပင်လီစီယွန်မှတ်တမ်းပေးရှိမှတ်တမ်းစာအုပ်ထဲမှသေးငယ်သောစာကြောင်းလေးတစ်ခုကိုသတိထားမိလိုက်သည်အယောင်ကတခြားစာသားများထက်အများကြီးဖြော့နေပြီးတစ်ခုခုကဖုံးကွယ်ထားသလိုပင်ထိုစာသားလေးကိုစိုက်ကြည့်ပြီးစိတ်ကိုစူးစီးလိုက်သည်ခဏကြာတော့စာလုံးများကတဖြည်းဖြည်းရှင်းလင်းလာသည်ဒီကလေးတွင်ထူးခြားသောကံကြမ္မာရှိပြီးခွန်းလွန်တောင်၏ငကားကြောနှင့်အနှဲငယ်ဆက်ဆက်နေသည်ထူးခြားသောကံကြမ္မာကစာအုပ်ထဲတွင်ရေးထားသောဖန်တီးရှင်၏ကံကြမ္မာမှမလွတ်မြောက်နိုင်ပေသူကဘလူးတကောင်ဖြစ်နေလင်တောင်ဖယ်ရှားပြရမည်
လင်ချန်ကအခွင့်ရေးယူပြီးသူ့လက်ကုပ်ကိုရိုက်ချလိုက်သည်လူဟုံယွန်ချက်ချင်းပင်မြေကြီးပေါ်လဲကျသွားသည်တခါတော့သူတို့တီးတိုးပြောနေကြသည်ကိုကျွန်တော်ကြားလိုက်ရသည်ကျွန်တော်လည်းရှင်းပြမနေချင်တော့သဖြင့်သူတို့ဘာသာသူတို့ခံမှန်းခိုင်းထားလိုက်သည်15 ရက်မြောက်နေ့ညနေခင်းတွင်ကျွန်တော်ကြင်ကြံနေခဲ့သည်ရုတ်တရက်သူစိမ့်ဆန်သောစွမ်းအင်တစ်ခုကိုခန်းစားလိုက်ရသည်ထိုစွမ်းအင်ကအရန်ကိုအားနေပြီးမရှိသလောက်ပင်ဖြစ်သည်သို့သောတေချာပေါက်ရှိနေပြီးကျွန်တော်၏အကျဉ်းကန်းစီသို့ချင်းကပ်လာသည်မျက်လုံးဖွင့်ပြီးအကျဉ်းကန်းတကားကိုစိုက်ကြည့်လိုက်သည်ခဏကြာတော့စင်ကြံလမ်းမှခြေတံတိုးတိုးလေးကြားလိုက်ရသည်ခြေတံကကျွန်တော်အခန်းတကားဝတွင်ရက်သွားသည်မင်းပြန်သွားလို့ရပါပြီရှေးဟောင်းကြေးဝါစာအုပ်ကိုတေချာလုံခြုံအောင်တင်ထားပါဒါဆိုသူနဲ့လူမိသားစုကမင်းကိုထပ်ပြီးထီရဲမှာမဟုတ်တော့ဘူးလင်နောက်တစ်ကြိမ်လင်ချန်ကပြုံးယုံတာပြုံးနေပြီးဘာမှမပြောခဲ့ပေအဲ့ဒီနေ့ကစပြီးလူမိသားစုနဲ့မပတ်သက်ရတော့ပေမဲ့ကျွန်တော်ထောင်ထဲပြန်ရောက်သွားခဲ့တယ်ဒါပေမဲ့ဒီကိစ္စဖြစ်ပြီးနောက်မှာတော့ထောင်ထဲကကျွန်တော်ရဲ့နေရာကလုံးဝကိုခိုင်မာသွားခဲ့တယ်ဘယ်သူမှကျွန်တော်ကိုမနှောက်ယှက်ရဲတယ်လို့ပြဿနာလည်းမရှာရဲတော့ဘူးထောင်မှုတောင်မှကျွန်တော်ကိုရှောင်နေခဲ့တယ်ဒါပေမဲ့ဒါကယာယီပဲဆိုတာကျွန်တော်သိတယ်စစ်မင်ဖူးကလူတွေကဒီကိစ္စကိုအလုပ်ပေးမှာမဟုတ်ဘူးမိုးကျိုးမုန်တိုင်းတွေကိုထိန်းချုပ်နိုင်တဲ့အဲ့ဒီစွမ်းအားရှင်ကလည်းလက်လျှော့မှာမဟုတ်ဘူးသူတို့ကအနှင်းနဲ့အမြန်ပြန်လာကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ကြိုတင်ပြင်ဆင်ပြီးသားပါဘသူပဲလာအသက်ရှင်လျက်ပြန်မထွက်သွားနိုင်အောင်လုပ်ပြမယ်အဲ့ဒီညကကျွန်တော်ကြင်ကြံနေတော့ခက်ဖြောဖြောနဲ့မတိမတာလေးဖြစ်နေတဲ့စွမ်းအင်တစ်ခုကိုရုတ်တရက်ခံစားလိုက်ရတယ်အဲ့ဒီစွမ်းအင်ကစိမ့်တက်နေပေမဲ့အရန်ကိုတန့်စင်နေထောင်ထဲကတေမင်းစွမ်းအင်နဲ့လည်းမတူသလိုစစ်မင်ဖူးကလူတွေစီကလာတဲ့မကောင်းဆိုးဝါးစွမ်းအင်မျိုးနဲ့လည်းမတူဘူးကျွန်တော်မျက်လုံးဖွင့်ပြီးအဲ့ဒီစွမ်းအင်နောက်ကိုလိုက်သွားခဲ့တယ်အဲ့ဒါကအချင်းကန်တကားစီကနေလာနေတာကျွန်တော်တကားဝက်ကိုရှောက်သွားပြီးအပြင်ကိုကြည့်လိုက်တဲ့စင်ကြံလန်းကလုံးဝကိုဟာလာဟင်းလင်းဖြစ်နေတယ်အဲ့ဒီမှာဘာမှမရှိပေမဲ့အဲ့ဒီစွမ်းအင်ကတော့ရှိနေတော့မယ်ကျွန်တော်မျက်စိမိတ်ပြီးဘဝနဲ့တည်ဆုံးခြင်းမှတ်တမ်းစာအုပ်ထဲကိုအာယုံသွင်းကစာမျက်နှာတစ်ခုကိုလှမ်းလိုက်တယ်။အဲ့ဒီအပေါ်မှာစာကြောင်းတစ်ကြောင်းပေါ်လာတဲ့အနီးနားမှာကြင်ကြံသူတယောက်ရှိနေတယ်ဆိုတဲ့စာပဲကျွန်တော်အချင်းကန်းထဲကနေတိတ်တဆိတ်ထွက်လာပြီးအဲ့ဒီစွမ်းရင်နောက်ကိုလိုက်သွားခဲ့တဲ့နေရန်ကိုကြော်တက်ပြီးအပြင်ဘက်ကမြေကွက်လက်ပေါ်ကိုဆင်းလိုက်တယ်။လာရောက်အောက်မှာလူတယောက်ရက်နေတယ်။သူကအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးမျက်နှာဖုံးတက်ထားတာကြောင့်မျက်နှာကိုတော့မမြင်ရဘူး။ဒါပေမဲ့သူ့ရဲ့ကိုနေဟန်ထားအရာယောက်ျားတစ်ယောက်ဖြစ်ဖို့တေချာတယ်သူကသူ့ဝိယုံထဲကနေအမတ်သားပြတစ်ခုကိုဖြည်းဖြည်းချင်းထုတ်ယူလိုက်တယ်အဲ့ဒီအမတ်သားပြကမီးလောင်နေတဲ့တံပူတုံးလိုတစ်ခုလုံးနေရဲနေတယ်အဲ့ဒီအပေါ်မှာရှီဟောင်းပြီးလက်ရမြောက်တဲ့စာလုံးနှလုံးကိုထွင်းထိုးထားတယ်အဲ့ဒါကစစ်မှန်သောတပည့်ဆိုတဲ့စာလုံးပဲအဲ့ဒီအမတ်သားပြကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်မျက်နှာပေါ်ကအမူအရာတွေအေးခဲသွားခဲ့တယ်တကိုယ်လုံးတွေးကြောတွေရက်တန့်သွားသလိုခံစားလိုက်ရတဲ့ခြေဝါးကနေခေါင်းထိပ်ထိအေးစိမ်သွားခဲ့တယ်ဂိုင်းချုပ်ရဲ့စစ်မှန်သောတပည့်တဲ့အဲ့ဒီစကလုံးတွေကနားဘေးမှာ2000ချီတက်တန်းရှိတဲ့ခေါင်းလောင်းကြီးကိုတယောက်ယောက်ကလာတီးလိုက်သလိုပဲကျွန်တော်စိတ်ထဲမှာပောက်ကွဲထွက်သွားတဲ့အဲ့ဒီအမတ်သားပြကိုစိုက်ကြည့်နေရင်ကျွန်တော်နှလုံးခုန်တန်တွေကရင်ဘတ်ထဲကနေခုန်ထွက်လာတော့မလို့ပဲအရန်ကိုမျက်စံနေခဲ့တယ်စီတူလူဆိုတာကြင်ကြံချင်းလောက်ကမှာရှိတဲ့ဂိုင်းကြီး10ဂိုင်းတွေကတခုပဲသူ့ရဲ့ဂိုင်းချုပ်ကမူလဝိညာဉ်အဆင့်ကိုရောက်နေပြီလို့ကောလာဟာလာတွေထွက်နေပြီးနှစ်တရာလောက်ပုံမလာတော့တာပြီးတော့စစ်မှန်သောတပည့်ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကကျွန်တော်ရှိကဒီလူဟာစီတူလူဂိုင်းရဲ့အဓိကအကြဆုံးအတိုင်းဝိုင်းတွေကဖြစ်ပြီးနောက်ထပ်ဂိုင်းချုပ်ဖြစ်လာမဲ့သူဆိုတာပဲအဲ့ဒီလိုလူမျိုးကတာမန်လူလောကတွေကဒီထောင်ပြင်ဘက်မှာဘလို့လုတ်ပေါ်လာနိုင်ရတာလဲဘလို့လုတ်ပြီးတော့လဲကြောက်သွားပြီလားအဲ့ဒီလူကအမှတ်သားပြကိုပြန်သိမ်းလိုက်တယ်သူ့လေတံမှာရဲချင်းနေတဲ့ဟန်လေးပါနေတယ်လင်မီသားစုရဲ့မြေစာချုပ်ကိုလက်ခံရဲတဲ့သူကဒီထက်ပိုပြီးတတိရှိမယ်လို့ထင်ထားတာကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးရင်ထဲကတုံးလုံးမှုကိုအတင်းဖိနှိပ်ကအေးဆက်ဆက်နဲ့မိလိုက်တယ်ခမရဘသူလဲကျွန်တော်နာမည်ကစီတူနန်သူကမျက်နှာပေါ်ကမျက်နှာဖုံးကိုချွတ်လိုက်တော့ငယ်ရွယ်တဲ့မျက်နှာတစ်ခုပေါ်လာတယ်ကြည့်ရတာအသက်20ဆွန်းဆွန်းလောက်ပဲရှိအောင်မဲ့ထက်မြက်တဲ့မျက်ခုံးတွေနဲ့တောက်ပါတဲ့မျက်လုံးတွေရှိပြီးသူ့ရဲ့မျက်နှာထားကဓာတ်နဲ့ထွင်းထူထားသလိုတေးတက်လာတဲ့စီတူလူဂိုင်းရဲ့38ဆက်မြောက်စစ်မှန်တော့တပည့်ပေါ့ခမ ्या ကျွန်တော်စီကဘာလို့ချင်တာလဲခမ ्या ကိုလိုချင်တာကျွန်တော်မဟုတ်ဘူးစီတူနန်ကခေါင်းခါလိုက်တယ်ခမ ्या ကိုတွေးချင်နေတာကျွန်တော်ဆရာပါခမ ्या ဆရာဟုတ်လားစီတူလူရဲ့ဂိုင်းချုပ်လေးကျွန်တော်ချက်တည်တည်သွားတယ်စီတူလူရဲ့ဂိုင်းချုပ်တဲ့သူကဒဏ္ဍာရီလာပုတ်ကိုတူပဲလေလွန်ခဲ့တဲ့နှစ်တရာကလေးကတရားထိုင်ဖို့ဝင်သွားတာလို့ဆိုကြတယ်ဘာလို့ကျွန်တော်လိုကိုရက်စိတ်တကောင်လောက်တောင်မရှိတဲ့အစာပြုသူတယောက်ကိုရုတ်တရက်ကြီးတွေးချင်ရတာလဲခမ ्या ဘာတွေးနေလဲဆိုတာကျွန်တော်သိတယ်စီတူနန်ကရှတုတ်ထွေးတဲ့ခံစားချက်တွေပါတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်တယ်ခမ ्या ကကောင်းကင်ဆရာအဆင့်ကိုခုမှရောက်ခါစားတင်းနှုတ်တဲ့သူတယောက်မှုကျွန်တော်ဆရာရဲ့အာယုံဆိုင်မှုကိုခံရဖို့မတန်ဘူးလို့တွေးနေတာမလားကျွန်တော်ဘာမှမပြောဘဲတိတ်ဆိတ်စွာသဘောတူလိုက်တယ်ခမ ्या ထင်တာမားနေပြီးစီတူနန်ကရှေ့ကိုတလန့်တိုးလိုက်တော့လာရောင်ကသူ့မျက်နှာပေါ်ကိုကြားရောက်သွားတယ်သူ့မျက်နှာအမူအရာကလေးနက်သွားတယ်ခမ ्या လက်ထဲကအဲ့ဒီရှေးဟောင်းကြီးဝါစာအုပ်ကဘာလဲဆိုတာခမ ्या တီလာဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်လေးပြီးတော့သူ့ရဲ့အစစ်မှန်စင်းမြစ်ကိုရောတီလာကျွန်တော်ကောင်းခါလိုက်တယ်စီတူနန်ခဏလောက်တိတ်ဆိတ်သွားတယ်ပြီးမှဖြည်းဖြည်းချင်းပြောလာတယ်အဲ့ဒါကတာမန်လူလောကကအရာမဟုတ်တယ်လို့ကြင်ကြံသူတွေရဲ့လောကကအရာလည်းမဟုတ်ဘူးအဲ့ဒါကရှေးဟောင်းနတ်ဖျားတွေနဲ့မိစ္ဆာတော့ဒီရဲ့စစ်ပွဲကနေကြာဆုံးသွားတဲ့နတ်ဖျားတစ်ပါးခြံရိပ်ခဲ့တဲ့အမွေနှစ်တစ်ခုပဲကျွန်တော်ချက်တည်တည်သွားတယ်ဟုတ်တယ်စီတူနန်ကခေါင်းညိတ်တယ်အဲ့ဒီနတ်ဖျားကတက်ရှိအားလုံးရဲ့အသက်နဲ့တည်ဆုံခြင်းကိုထိန်းချုပ်တဲ့တန်တရားကိုအစိုးရတဲ့သူပဲသူကြဆုံးသွားတဲ့အခါသူ့ရဲ့စွမ်းအားတွေကပစ္စည်းသုံးခုအဖြစ်ပြောင်းလဲသွားတယ်အဲ့ဒါတွေကဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်တရားသူကြီးစုတ်တဲ့နဲ့တန်တရားကြီးမုံပြင်တို့ပဲခမားကင်ထားတဲ့အဲ့ဒီရှေးဟောင်းကြီးဝါစာအုပ်ကဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ပဲကျွန်တော်ခေါင်းထဲမှာခြားခြားလဲသွားတယ်ဒီလိုကိုဒါကြောင့်မို့ဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကလူတိုင်းရဲ့ကံကြမ္မာကိုမြင်နိုင်ပြီးအတိတ်နဲ့အနာဂတ်ကိုမှ
တက်တန်းတင်နိုင်တာကိုဒါကြောင့်မို့ထောင်ထဲမှာအဲ့ဒီလောက်စွမ်းအားတွေကိုကျွန်တော်သုံးနိုင်ခဲ့တာကိုအဲ့ဒါကကြင်ကြံခြင်းလောကကမော်ပစ္စည်းတစ်ခုမဟုတ်ပဲနတ်ဖျားတစ်ပါးရဲ့အမွေနစ်ဖြစ်နေခဲ့တာပဲဒါဆိုတရားသူကြီးစုတ်တန်နဲ့တန်တရားအကြီးမုံပြင်ကရောတရားသူကြီးစုတ်တန်ကကံကြမ္မာဖြူရိုရဲ့လက်ထဲမှာရှိတယ်စီတူနန်ကကျွန်တော်ကိုကြည့်တယ်သူ့အကြည့်တွေကတီးကြည့်နေတယ်တန်တရားအကြီးမုံပြင်ကတော့ခွန်းလွန်တောင်အောက်မှာရှိတယ်ကျွန်တော်ကောင်းမောကြည့်လိုက်တယ်ခွန်းလွန်တောင်ဟုတ်လားအဲ့ဒါကကျွန်တော်မိသားစုလင်မိသားစုကမျိုးဆက်ဆက်ကာကွယ်လာခဲ့တဲ့နေရာမလားဘာသဘောပေါက်သွားပြီလဲလို့စီတူနန်ကမေးတယ်ကျွန်တော်မိသားစုရဲ့မြေစာချုပ်အတိအကျပဲစီတူနန်ကခေါင်းညိတ်တယ်အဲ့ဒီစာချုပ်ကတာမန်မြေစာချုပ်မဟုတ်ဘူးအဲ့ဒါကခွန်းလွန်တောင်ပေါ်ကအတားအဆီးကိုဖွင့်ပေးမဲ့တော့ပဲအဲ့ဒီစာချုပ်ရှိမှတောင်ရဲ့အနက်ဆိုင်ဆုံးနေရာကိုဝင်ပြီးတန်တရားချင်းမုံပြင်ကိုရှာတွေ့နိုင်မှာလူဟုံယုံကမြေစာချုပ်ကိုဘာလို့အဲ့ဒီလောက်တောင်လူယူချင်နေခဲ့တာလဲကံကြမ္မာဗျူရိုကဘာလို့ဝင်ပါလာတာလဲပြီးတော့မိုးကျုံမုံတိုင်းတွေကိုထိန်းချုပ်နိုင်တဲ့အဲ့ဒီစွမ်းအားရှင်ကဘာလို့တာမန်လူလောကစီကိုယ်တိုင်ဆင်းလာရတာလဲဆိုတာကိုကျွန်တော်နောက်ဆုံးတော့နားလည်သွားပြီးသူတို့ကတောင်ကိုလိုချင်တာမဟုတ်ဘူးတန်တရားချင်းမုံပြင်ကိုလိုချင်နေကြတာဒါပေမဲ့ဘာလို့ကျွန်တော်လဲကျွန်တော်သူ့ကိုကြည့်လိုက်တယ်ကျွန်တော်ကတာမန်အထက်တန်းကျောင်းသားတစ်ယောက်ပါဘာလို့ကျွန်တော်ကမှဒါကြီးကိုစောင့်ကြက်ရမှာလဲဘာဖြစ်လို့လဲဆိုတော့ခမားရဲ့မျိုးရိုးနာမည်ကလင်ဖြစ်နေလို့ပဲစီတူနန်ရဲ့အတန်ကလေးနဲ့သွားတယ်လင်မီသားစုကခွန်းလွန်တောင်ကိုမျိုးဆက်ဆက်ကာကွယ်လာခဲ့ကြတာဒါကတိုက်ဆိုင်မှုမဟုတ်ဘူးဒါဟာကံကြမ္မာပဲဘာတဘောလဲလင်မီသားစုရဲ့တမိုင်းကြောင်းကိုခမားတိလာကျွန်တော်ခေါင်းခါလိုက်တယ်စီတူနန်ခဏလောက်ရက်သွားတယ်ပြီးမှဖြည်းဖြည်းချင်းပြောလာတယ်လင်မီသားစုကအဲ့ဒီနတ်ဖရားရဲ့မျိုးဆက်တွေပဲကျွန်တော်ခေါင်းထဲမှာပောက်ကွဲသွားတယ်အဲ့ဒီနတ်ဖရားရဲ့မျိုးဆက်ဟုတ်လားကျွန်တော်ကလားမဖြစ်နိုင်တာကျွန်တော်အလိုလျောက်ခေါင်းခါလိုက်မိတယ်ကျွန်တော်ကတစ်သက်လုံးတာမန်လူတစ်ယောက်လိုပဲနေလာခဲ့တာအဖိုးကကျွန်တော်ကိုမြေစာချုပ်ပေးခဲ့တာကလွဲရင်နတ်ဖရားအကြောင်းတို့တန်တရားကြီးမုံပြင်းအကြောင်းတို့ဘာမှမသိခဲ့ဘူးခမားမသိခဲ့တာကခမားရဲ့တွေးသားကနိုးထမလာသေးလို့ပဲစီတူနန်ကကျွန်တော်ကိုကြည့်တယ်ဒါပေမဲ့ခမားကဘဝနဲ့တည်ဆုံးခြင်းမှတ်တမ်းစာအုပ်ကိုဖွင့်နိုင်ခဲ့ပြီးခမားကကောင်းကင်ဆရာတယောက်ဖြစ်နေပြီးခမားရဲ့တွေးသားကတဖြည်းဖြည်းနိုးထနေပြီနောက်3လနေရင်ခွန်းလွန်တောင်ပေါ်ကအတားအဆီးကလုံးဝကိုအားနည်းသွားလိမ့်မယ်လို့ကျွန်တော်ဆရာကကြိုမြင်ထားတယ်အဲ့ဒီအချိန်ရောက်ရင်တန်တရားကြီးမုံပြင်းကပေါ်လာလိမ့်မယ်ပြီးတော့လင်မီသားစုတွေးပါတဲ့သူတွေပဲအဲ့ဒီအတားအဆီးတွေကိုဝင်နိုင်လိမ့်မယ်ဒါဆိုခမားဆရာကကျွန်တော်ကိုအထဲဝင်ပြီးတန်တရားကြီးမုံပြင်းကိုတွားယူစေချင်တာပေါ့ယူဖို့မဟုတ်ဘူးစီတူနန်ကခေါင်းခါလိုက်တယ်ဖြက်စီးပစ်ဖို့ကျွန်တော်ကြက်တည်တည်သွားတယ်ဖြက်စီးပစ်ရမယ်ဟုတ်လားဟုတ်တယ်စီတူနန်ကခေါင်းညိတ်တယ်တန်တရားကြီးမုံပြင်းရဲ့စွမ်းအားကအရန်ကြဒီမလုံးနဲ့အကယ်၍အဲ့ဒါသာစစ်မင်ဘူးရဲ့လက်ထဲရောက်သွားရင်ဒါမှမဟုတ်မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့တခြားသူတွေရသွားရင်တစ်ခုလုံးသောကျင့်ကြံခြင်းလောကကြီးကမောက်ကမဖြစ်သွားလိမ့်မယ်အဲ့ဒါကြီးအပြည့်အဝမပေါ်လာခင်မှာဖြက်စီးပစ်တာကလွယ်ပြီးတခြားနည်းလမ်းမရှိဘူးလို့ကျွန်တော်ဆရာကကြိုမြင်ထားတယ်ဒါပေမဲ့အဲ့ဒါကနတ်ဖရားရဲ့အမွေနှစ်လေကျွန်တော်တကယ်ပဲဖြက်စီးပစ်နိုင်ပါမလားဖြက်စီးနိုင်ပါတယ်စီတူနန်ကကျွန်တော်ကိုကြည်ရင်ပြောတယ်သူ့အကြည့်တွေကရှုပ်ထွေးနေရဲ့ဘာဖြစ်လို့လဲဆိုတော့ခမားကလင်းမိသားစုရဲ့တွေးတာဖြစ်နေပြီးဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကခမားကိုတခင်အဖြစ်လက်ခံထားပြီးသားမို့လို့ပဲဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ရဲ့စွမ်းအားနဲ့မှတန်တရားကြီးမုံပြင်ကိုဖျက်ဆီးပစ်နိုင်မှာကျွန်တော်တိတ်ဆိတ်နေမိတယ်ဒီအချက်လက်တွေကလက်ခံနိုင်ဖို့အရန်များလုံးနေတယ်ကျွန်တော်စဉ်းစားဖို့အချိန်လိုတယ်အခုချက်ချင်းလက်ခံဖို့ခက်ခဲမယ်ဆိုတာကျွန်တော်သိပါတယ်စီတူနန်ကသူ့ဝိယုံထဲကနေကြောက်စိမ့်ပြားတစ်ခုကိုထုတ်ပြီးကျွန်တော်ကိုကမ်းပေးတယ်ဒါကကျွန်တော်ဆရာကခမားအတွက်ပေးလိုက်တာအဲ့ဒီထဲမှာခွန်းလွန်တောင်ပေါ်ကအတားအဆီးနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်ပါတယ်နောက်3လနေရင်ကျွန်တော်ခမားစီပြန်လာခဲ့မယ်အဲ့ဒီလိုပြောပြတာနဲ့သူကညအမောင်ထဲမှာဖြက်ခနဲပြောက်ကွယ်သွားတဲ့ကြောက်စိမ့်ပြားကိုစုပ်ကန်ရင်အဲ့ဒီနေရာမှာတင်ကျွန်တော်ရက်နေမိတဲ့အချိန်အတော်ကြာတဲ့အထိကျွန်တော်မလှုပ်ရှားမိဘူးအချင်းကန်းနဲ့ပြန်ရောက်တော့ကရင်ပေါ်မှာထိုင်ရင်လက်ထဲကကြောက်စိမ့်ပြားကိုငေးကြည့်နေမိတယ်။နတ်ဖရားရဲ့မျိုးဆက်တန်တရားကြီးမုံပြင်3လအတွင်းအားနေသွားမဲ့အတားအဆီးတစ်ချိန်ကကျွန်တော်နဲ့အရန်ကိုအလှမ်းဝေးခဲ့တဲ့ဒီယာတွေအားလုံးကအခုတော့ကျွန်တော်ရင်ဘက်ကိုဖိချထားတဲ့တောင်ကြီးတစ်လုံးလိုခံစားနေရတယ်ကျွန်တော်ဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ထဲကိုအာယုံသွင်းပြီးနောက်ဆုံးစာမျက်နှာကိုလှန်လိုက်တယ်။အရင်ကစာရွက်လို့ဖြစ်နေတဲ့နေရာမှာရွှေရောင်စာကြောင်းတွေပေါ်လာတယ်။အဲ့ဒါကခွန်းလွန်တောင်ပေါ်ကအတားအဆီးနဲ့ပတ်သက်တဲ့မှတ်တမ်းပဲအတားအဆီးကိုတောင်ရဲ့အနက်ရှိုင်းဆုံးနေရာမှာချထားပြီးအကာအကွယ်3ခုနဲ့စောင့်ကြပ်ထားတယ်ပထမတစ်ခုကအာယုံလက်စားတဲ့နယ်ပယ်ပဲဝင်သွားတဲ့သူတိုင်းကသူတို့အကြောက်ဆုံးမှတ်ဉာဏ်တွေထဲမှာပိတ်မိနေပြီးရုံထွက်နိုင်မှာမဟုတ်ဘူးဒုတိယတစ်ခုကကံကြမ္မာမီးတောက်ပဲကိုယ့်ရဲ့အပြစ်တွေများလေလေမီးတောက်ကပိုပြင်းထန်လေလေပဲတတိယတစ်ခုကတွေးတာအတားအဆီးပဲလင်မီသားစုတွေးတာရှိတဲ့သူပဲဖြတ်ကျော်သွားနိုင်မယ်ဒီအတားအဆီး3ခုရဲ့အနောက်မှာတန်တရားကြီးမုံပြင်ကိုတင်စီထားတဲ့နေရာရှိတယ်ကျွန်တော်တက်ပြင်းရှည်ကြီးတစ်ခုချပြီးဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကိုပိတ်လိုက်တယ်3လကျွန်တော်မှပြင်ဆင်ဖို့3လအချိန်ရတယ်အဲ့ဒီနောက်ပိုင်းရက်တွေမှာကျွန်တော်ရှိသမျှခွန်အားတွေနဲ့ကြင်ကြံခဲ့တဲ့နေ့ဘက်မှာတေမင်းစွမ်းရည်တွေကိုစုပ်ယူပြီးညဘက်မှာဝိညာဉ်စွမ်းရည်တွေကိုတန့်စင်ခဲ့တယ်တခဏလေးတောင်မနာရဲဘူးစီတူနန်ပေးသွားတဲ့ကြောက်စိမ့်ပြားထဲမှာပြည့်စုံတဲ့ကျင့်စဉ်တစ်ခုကိုမှတ်တမ်းတင်ထားတယ်အဲ့ဒါကမသေးမျိုးလောင်ကျွမ်းခြင်းကျင့်စဉ်ထက်တောင်ပိုပြီးအဆင့်မြင့်သေးတယ်အဲ့ဒီနီလန်လူတွေတိုင်းလိုက်လို့ရင်ကျွန်တော်ရဲ့ကြင်ကြံခြင်းကအဟုန်နဲ့တိုးတက်လာခဲ့တယ်တလားလေးနဲ့တင်ကောင်းကင်ဆရာအဆင့်ရဲ့အလေလက်အဆင့်ကိုကျွန်တော်ဖောက်ထွက်နိုင်ခဲ့တယ်
ဒါပေမဲ့မလုံလောက်သေးဘူးမိုးကြိုးနဲ့မိုးရွာသွန်းတာကိုအမိတ်ပေးနိုင်တဲ့စစ်မင်ဖူးကစွမ်းအားရှင်ကရွှေရောင်ဦးတိုင်းဆင်းရဲ့နောက်ဆုံးအဆင့်မှာရှိနေတယ်လို့ဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကဖော်ပြနေတယ်သူကကျွန်တော်ထက်အဆင့်ကြီး2ဆင့်အပြည့်တာနေတာ3လပြည့်ရင်သူတေချာပေါက်လာလိမ့်မယ်အဲ့ဒီမတိုင်ခင်ကျွန်တော်ပိုတန်မာလာမှဖြစ်မယ်ဒုတိယလရောက်တော့စတုထဘိုးလေးကျွန်တော်စီထက်လာခဲ့တယ်သူကကျွန်တော်ကိုကျေနပ်နေတဲ့မျက်လုံးတွေနဲ့ကြည့်ရဲမင်းကငါထင်ထားတာထက်ပိုမြင်မြန်တိုးတက်နေတယ်တကယ်တော့ခမားဘသူလဲအချိန်တော်ကြာစိတ်ထဲမှာရှိနေတဲ့မေးခွန်းကိုကျွန်တော်နောက်ဆုံးတော့မေးလိုက်တယ်ခမားတကယ်ပဲလင်းမီသားစုကလားစတုထဘိုးလေးကခဏလောက်တိတ်သွားတယ်ပြီးတော့သူဖြည်းဖြည်းချင်းခေါင်းညိတ်တယ်ငါကလင်းမီသားစုရဲ့ဘေးထွက်မျိုးဆက်ကပါငါတာဝန်ကခွန်းလွန်တောင်ရဲ့လှုပ်ဝက်ချက်ကိုစောင့်ကြပ်ဖို့ပဲသူကကျွန်တော်ကိုကြည့်တယ်ဒါပေမဲ့မင်းကတော့ကွာတယ်မင်းကအဓိကမျိုးဆက်ရဲ့အမွေဆက်ခံသူပဲအတားအဆီးကိုဖွင့်နိုင်တဲ့သူပေါ့ဒါပေမဲ့ကျွန်တော်အဖိုးပြောတာကိုတခါမှမကြားဘူးမင်းအဖိုးကမသိခဲ့တာလေစတုထဘိုးလေးကတက်ပြင်းချတဲ့လင်မီသားစုရဲ့အဓိကမျိုးဆက်မှာမျိုးဆက်တစ်ဆက်ကိုအမွေဆက်ခံသူတယောက်ပဲရှိတယ်အဲ့ဒီတယောက်တည်းကပဲအမှန်တရားကိုသိတာမင်းအဖိုးကအမွေဆက်ခံသူမဟုတ်ခဲ့တော့ तू မသိခဲ့ဘူးဒါဆိုကျွန်တော်ကဘယ်လိုလုပ်ပြီးအမွေဆက်ခံသူဖြစ်လာတာလဲဘာဖြစ်လို့လဲဆိုတော့မင်းမွေးရဲ့နေ့မှာတင်ဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကသူ့တခင်ကိုရွေးချယ်ခဲ့လို့ပဲစတုထဘိုးလေးကကျွန်တော်ကိုကြည့်တယ်အဲ့ဒီနေ့ကမင်းအဖိုးမင်းကိုချီထားတော့ဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကသူ့အလိုလိုပေါ်လာခဲ့တာအဲ့ဒါကမင်းနှဖူးပေါ်မှာအမှတ်သားတစ်ခုခြံထားခဲ့တယ်အဲ့ဒီအချိန်ကစပြီးမင်းကလင်မီသားစုရဲ့အမွေဆက်ခံသူဖြစ်သွားတာပဲကျွန်တော်နှဖူးကိုကျွန်တော်စမ်းကြည့်ပေမဲ့ဘာမှမခံစားရဘူးအဲ့ဒီအမှတ်သားကတာမန်အချိန်ဆိုမမြင်ရဘူးမင်းအန်ရဲ့ကြုံရတဲ့အချိန်မှသာပေါ်လာတာစတုထဘိုးလေးကဆက်ပြောတယ်ပြီးခဲ့တဲ့တစ်ခေါက်ကံကြမ္မာယုံတော်ကလူတွေမင်းကိုတိုက်ခိုက်တုန်းကဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကမင်းအတွက်အဲ့ဒီတိုက်ခိုက်မှုကိုကာကွယ်ပေးခဲ့တယ်အဲ့ဒီအမှတ်သားကြောင့်ပဲဒီလိုကိုဒါကြောင့်မို့အဲ့ဒီနေ့ကကျွန်တော်အသက်ရှင်ခဲ့တာကိုစတုထဘိုးလေးနောက်3လနေရင်ငါသိတယ်စတုထဘိုးလေးကကျွန်တော်စကားကိုဖျက်ပြောတယ်အချိန်ကြလာရင်ငါမင်းကိုကူညီမယ်မင်းရဲ့ကြင်ကြံခြင်းနဲ့ပတ်သက်လို့တော့ငါဒီထောင်ထဲမှာအနှစ်30လောက်အကျဉ်းချနေတယ်ဆိုတာကိုဂယုမဆိုင်တဲ့စတုထဘိုးလေးကပြုံးတယ်သူ့ပြုံးမှာထူးဆန်းတဲ့အရေးအယောင်လေးပါနေတယ်ငါရဲ့ကြင်ကြံခြင်းကမင်းထင်ထားတာထက်အများကြီးပိုမြင့်တယ်အဲ့ဒီလိုပြောပြီးသူလက်ထွက်သွားတယ်သူထွက်သွားတာကိုကျွန်တော်ကြည့်နေမိတယ်ရုတ်တရက်ကျွန်တော်စိတ်ထဲအများကြီးပေါက်ပါသွားတယ်လို့ခံစားလိုက်ရတယ်တတိယလရဲ့နောက်ဆုံးနေ့မှာစီတူနန်ရောက်လာတဲ့သူကအနက်ရောင်ဝတ်စုံကိုဝတ်ထားပြီးမျက်နှာဖုံးတက်ထားဆဲပဲဒါပေမဲ့ဒီတစ်ခေါက်တော့သူ့နောက်မှာနောက်ထပ်လူတစ်ယောက်ပါလာတယ်သူကလူလက်ပိုင်းရွယ်ဖြစ်ပြီးစိမ့်ပြရောင်တာအိုဝတ်စုံကိုဝတ်ဆင်ထားတယ်သူ့ရဲ့အငွေသက်ကတန့်စင်ပြီးပညာတတ်ဆန်ပေမဲ့သူ့မျက်လုံးတွေထဲမှာတော့လူတွေကိုတိုက်ရိုက်မကြည့်ရဲအောင်လုပ်နိုင်တဲ့အာနာဆက်ပါနေတယ်ဒါကကျွန်တော်ဆရာဂိုင်းချုပ်စီတူယိုပဲလို့စီတူနန်ကမိတ်ဆက်ပေးတယ်ကျွန်တော်ကြက်တီတီသွားတဲ့ဂိုင်းချုပ်စီတူယိုဆိုတဲ့တန်ဒါရီလာပုဂ္ဂိုလ်ကြီးကိုယ်တိုင်တကယ်ရောက်လာခဲ့တာကိုလင်ဖုံးသူကကျွန်တော်ကိုကြည့်တယ်သူ့လေတံကတည်ငြိမ်နေတဲ့3လပြည့်ပြီးမင်းအစင်သင်းဖြစ်ပြီလားကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးခေါင်းငိတ်လိုက်တယ်ဒါဆိုသွားကြဆိုသူ့လက်ကိုတစ်ချက်ဝေ့ရမ်းလိုက်တာနဲ့ကျွန်တော်အမြင်အာရုံတွေဝေဝါးသွားတဲ့မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ကျွန်တော်ခွန်းလွန်တောင်ကြီးမှာရောက်နေပြီးဒါကမူလဝိညာဉ်အစဉ်ကျင့်ကြံသူတယောက်ရဲ့စွမ်းအားလားမျက်စိတမိတ်တွင်မိုင်ထောင်ချီခရီးကိုဖျက်ချော်နိုင်တာလေးထမင်းစားရည်တောက်တယ်လို့ပဲလွယ်ကူနေတာအတားအဆီးကတောင်ရဲ့အထဲမှာရှိတယ်ဂိုင်းချုပ်စီတူကကျွန်တော်တို့ရှိကတောင်နေရန်ကိုလက်ညှိုးထိုးပြတယ်ငါတို့ဝင်သွားလို့မရဘူးမင်းကိုပဲအားကိုးရတော့မယ်ကျွန်တော်ခေါင်းငိတ်လိုက်တယ်တောင်နေရန်စီကိုရှေ့တိုးလျှောက်သွားလိုက်တဲ့အနက်ရောင်ကြောက်စိမ့်တုံးလေးကိုထုတ်ယူပြီးကြောက်စိမ့်ပြားတဲ့ကနီလန်အတိုင်းလှုပ်လိုက်တဲ့လက်ချောင်းကိုကိုက်ပြီးကြောက်စိမ့်တုံးပေါ်မှာတင်ကီလာတစ်ခုရေးဆွဲလိုက်တဲ့ကြောက်စိမ့်တုံးကရုတ်တရက်တုံခါသွားပြီးရွှေရောင်လင်းတန်းထွက်ပေါ်လာတယ်အဲ့ဒီအလင်းကတောင်နေရန်ဘုံကိုကြားရောက်သွားပြီးနေရန်ကဖြည်းဖြည်းချင်းအကွဲပွင့်ဟာသွားကအမှောင်တိကျနေတဲ့လမ်းကြောင်းတစ်ခုပေါ်လာတဲ့အရင်တစ်ခေါက်လင်းချမ်းကျွန်တော်ကိုခေါ်သွားတဲ့လမ်းကြောင်းနဲ့တပုံစံနဲ့ပဲတတိထားတော်လို့စီတူနန်ကအနောက်ကနေလှမ်းပြောတယ်ကျွန်တော်ခေါင်းညိတ်ပြီးအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တဲ့လမ်းကြောင်းထဲကိုဝင်သွားလိုက်တယ်အနောက်ကကြောက်တကားကြီးကဖြည်းဖြည်းချင်းပိတ်သွားတယ်နောက်ဆုံးအလင်းရောင်လေးလည်းပျောက်ကွယ်သွားတယ်ကျွန်တော်လက်နှိပ်တက်မီကိုဖွင့်ပြီးရှေ့လမ်းကိုထိုးကြည့်လိုက်တယ်နှစ်ဖက်စလုံးကကြောက်နေရန်တွေမှာလင်မီသားစုရဲ့နာမည်တွေကိုထွင်းထိုးထားဆဲပဲလမ်းကြောင်းအဆုံးကိုရောက်တဲ့အထိကျွန်တော်တက်တက်လျှောက်သွားခဲ့တယ်တေချာတာပေါ့အဲ့ဒီကြီးဝါခေါင်းတလားကြီးကိုကျွန်တော်တွေးလိုက်တဲ့အဖုံးကတဝက်ပွင့်နေတော့မယ်အထက်ကအစိမ်းရောင်ဝေးရုံရှိနဲ့တန်ချီတက်နေတဲ့ဓာတ်ရှိကလည်းရှိနေတော့မယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ခေါင်းတလားဘေးမှာတကားတစ်ချက်ရှိနေတယ်အဲ့ဒီတကားကိုကြေးဝါနဲ့တွန်းလုပ်ထားတာအဲ့ဒီအပေါ်မှာရှုပ်ထွေးတဲ့ပုံစံတွေကိုထွင်းထိုးထားတယ်ကျွန်တော်လက်လန်းပြီးတကားကိုတွန်းကြည့်တယ်တကားကတလက်မလေးတောင်မလုပ်ဘူးအဲ့ဒီအချိန်မှာပဲဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကကျွန်တော်စိတ်ထဲမှာသူ့အလိုလိုပွင့်လာပြီးစာကြောင်းတစ်ကြောင်းပေါ်လာတဲ့သွေးကလမ်းပြနှလုံးသားကတော့ချက်ကျွန်တော်နားလဲလိုက်ပြီးကျွန်တော်လက်ချောင်းကိုကိုက်လိုက်တဲ့သွေးတွေကိုတကားပေါ်တုပ်လိမ့်လိုက်တဲ့လက်ဆက်တဲ့သွေးတွေကကြေးဝပုံစံတွေတဲကိုစိတ်ဝင်သွားတယ်အဲ့ဒီပုံစံတွေကလင်းလက်လာတယ်ဒိန်းခန့်နဲ့အတန်နဲ့အတူကြေးဝတကားကဖြည်းဖြည်းချင်းပွင့်သွားပြီးအနောက်မှာအောက်ကိုဆင်းတဲ့လှေကားတစ်စင်းပေါ်လာတယ်အဲ့ဒါကဘယ်ကိုရောက်မယ်ဆိုတာကျွန်တော်မသိဘူးကျွန်တော်အသက်ပြင်းပြင်းရှူပြီးအောက်ကိုဆင်းသွားခဲ့တယ်လှေကားကအရန်ရှည်တယ်လှေကားအဆုံးကိုရောက်ဖို့တနာရီအပြည့်လျှောက်ခဲ့ရတယ်အဆုံးမှာတော့အေယာမမြေအောက်နန်းတော်ကြီးတစ်ခုရှိနေတယ်နန်းတော်ရဲ့အလဲတက်တက်မှာကြေးမုံပြင်းတစ်ခုလွင့်မျောနေတယ်ကြေးမုံပြင်းကတစ်ခုလုံးငွေရောင်ဖြစ်ပြီးနူးညံ့တဲ့အလင်းရောင်ထွက်ပေါ်နေတယ်အဲ့ဒါတန်တရာကြေးမုံပြ
ရင်ဖြစ်ရမယ်ကျွန်တော်အဲ့ဒီဘက်ကိုရှောက်သွားဖို့လုံနေတော့အနောက်ကနေရုတ်တရက်ရေတံကြီးတစ်ခုကြားလိုက်ရတယ်ဟာဟာဟာနောက်ဆုံးတော့ငါရှာတွေ့သွားပြီးကျွန်တော်အမြန်လှည့်ကြည့်လိုက်တော့လူဟုံယုံကလှေကားပေါ်ကနေအပြေးဆင်းလာတာကိုတွေ့လိုက်ရတယ်သူ့အနောက်မှာလူတစုပါလာပြီးသူတို့ကိုဥဆောင်လာတာကတော့မိုးကြိုးနဲ့မိုးရွာသွန်းတာကိုထိန်းချုပ်နိုင်တဲ့အဲ့ဒီစွမ်းရှင်ပဲမျော်လင့်မထားဘူးမလားလူဟုံယုံကကျွန်တော်ကိုကျင်းနဲ့ဂုံယူနေတဲ့ဟန်နဲ့ကြည့်တယ်လင်ချန်ငါကိုတတိလက်အောင်ရိုက်လိုက်တယ်လို့မင်းထင်နေတာလားငါဟန်ဆောင်နေခဲ့တာဒီ3လလုံးအတားအဆီးကျုပ်ပြတ်သွားမဲ့အချိန်ကိုငါစောင့်နေခဲ့တာကျွန်တော်အဲ့ဒီစွမ်းရှင်ကိုကြည့်လိုက်တယ်သူကကျွန်တော်ကိုအေးဆက်ဆက်အပြုံးနဲ့ကြည့်နေပြီးသူ့မျက်လုံးတွေထဲမှာအထင်မြင်သေးမှုတွေပြည့်နေတယ်ငယ်သားပြီးခဲ့တဲ့တစ်ခေါက်ကတော့ငါမင်းကိုလွတ်ပေးလိုက်တယ်ဒီတစ်ခေါက်တော့မင်းအဲ့ဒီလောက်ကံကောင်းမှမဟုတ်ဘူးကျွန်းတော့ဘာမှမပြောဘူးသူ့ကိုပဲစိုက်ကြည့်နေတော့ကျွန်တော်စိတ်ထဲမှာဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကယူသွစွာလန့်နေခဲ့တယ်နောက်ဆုံးတော့စာမျက်နှာတစ်ခုမှာရက်သွားတယ်အဲ့ဒီမှာရေးထားတာကကံကြမ္မာယုံတော်ရဲ့အကြီးအကဲလေးချမ်းစီနောက်ဆုံးအဆင့်ရွှေရောင်ဦးတိုင်းကျင့်ကြံခြင်းအဆင့်နောက်3လအကြာတန်တရာကြီးမုံပြင်းရှိမှတည်ဆုံမည်ဆိုတာပဲကျွန်တော်ခဏလောက်အံ့ဩသွားပြီးနောက်ပြုံးလိုက်တယ်ဘာရဲနေတာလဲလို့လေချမ်းစီကမျက်မှောင်ကျုပ်တယ်ခမရတေတော့မှကိုတော့မသိပဲဖြစ်နေလို့ကျွန်တော်ရဲနေတာလေမင်းကတော့တေးချင်းနေပြီပဲလေချမ်းစီကသူ့လက်ကိုဝေရမ်းလိုက်ရလျက်စီချောင်းတစ်ခုကကျွန်တော်စီကိုဖိခတ်လာတယ်ကျွန်တော်မရှောင်တယ်လို့မကာကွယ်ဘူးလျက်စီကကျွန်တော်ကိုထိတော့မဲ့အချိန်မှာပဲတန်တရာကြီးမုံပြင်းကတောက်ပတဲ့အလင်းရောင်တွေရုတ်တရက်ထွက်ပေါ်လာတယ်လျက်စီချောင်းကကြီးမုံပြင်းတဲ့ကိုစုပ်ယူခံလိုက်ရတယ်နောက်စက္ကန့်မှတင်လေကျန်းစီရဲ့အနောက်ဘက်ကနေတိုက်ရိုက်ပြန်ထွက်လာတဲ့အားလို့လေကျန်းစီကစူးစူးဝါးဝါအော်ဟစ်လိုက်ပြီးလွင့်စင်သွားတယ်သူကမြေအောင်နှန်းတော်ရဲ့နေရန်ကိုဝင်တိုက်မိတယ်သူကတန်တရာကြီးမုံမြင်ကိုမယုံနိုင်စွာနဲ့ကြည့်နေတယ်ဘာလဲဘာတွေဖြစ်နေတာလဲတန်တရာကြီးမုံမြင်ကတိုက်ခိုက်မှုအားလုံးကိုပြန်ဟက်စေတယ်လေလို့ကျွန်တော်ကတင်းငိမ့်စွာပြောလိုက်တယ်ခင်ဗျားမသိဘူးလားလေကျန်းစီရဲ့မျက်နှာကသွေးဆုပ်ဖြူရော်သွားတယ်သူမနှဲယုံထားပြီးထားဖို့ကြိုးစားပေမဲ့သူ့ရဲ့ကြင်ကြံခြင်းစွမ်းအားတွေကအလင်းအမြန်ရောကျသွားတာကိုပဲတွေးလိုက်ရတယ်ဟင်းအင်းမဖြစ်နိုင်ဘူးသူမြေကြီးပေါ်ပြိုလဲသွားပြီးသူ့ခန္ဓာကိုယ်ကတဖြည်းဖြည်းဖောက်ထွင်းမြင်ရတဲ့အထိဖြစ်လာတယ်ခင်ဗျာဒီနေ့ဒီမှာတေးရမယ်လို့ကျွန်တော်ပြောတာပဲကျွန်တော်တန်တရားကြီးမုံပြင်စီကိုရှောက်သွားလိုက်တယ်ကြီးမုံပြင်ပေါ်ကိုကျွန်တော်လက်တင်လိုက်တယ်ကျွန်တော်စိတ်ထဲကဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်စီကနေရွှေရောင်လင်းတန်းထွက်ပေါ်လာတဲ့အဲ့ဒီရွှေရောင်လင်းတန်းကကျွန်တော်လက်မောင်းကတဆင့်တန်တရားကြီးမုံပြင်တဲ့ကိုစီးဆင်းသွားတယ်တန်တရားကြီးမုံပြင်ကပြင်းပြင်းထန်ထန်တုန်ခါလာပြီးမျက်နှာပြင်ပေါ်မှာအကွဲကြောင်းတွေပေါ်လာတဲ့ဟင်းအင်းလို့လေးချမ်းစီကမျောလင်းချက်မဲ့စွာနဲ့ဟိဟောက်လိုက်ပေမဲ့သူ့ခန္ဓာကိုယ်ကလုံးဝကိုဖောက်ထွင်းမြင်ရတဲ့အထိဖြစ်သွားပြီးဖြစ်ကနောက်ဆုံးမှာတော့အစိမ်းရောင်မီးကိုငွေ့တစားဖြစ်ပြောင်းလဲသွားပြီးလေထဲမှာပျောက်ကွယ်သွားတော့တယ်စင်ကြံလန်းထဲမှာအနက်ရောင်ဝစ်စုံဝစ်ပြီးမျက်နှာဖုံးတက်ထားတဲ့လူတစ်ယောက်ရက်နေတယ်စီတူနံပဲသူမျက်နှာဖုံးကိုချွတ်ပြီးပြုံးပြတယ်ဘလို့လဲဒီမှာနေရတာအသားကျနေပြီလားအဆင်ပြေပါတယ်ကျွန်တော်သူ့ကိုကြည့်လိုက်တယ်ဘာကိစ္စရှိလို့ရောက်လာတာလဲကျွန်တော်ဆရာကခမ ्या ကိုသတင်းစကားတစ်ခုပါခိုင်းလိုက်လို့ဘာသတင်းစကားလဲနောက်3လနေရင်ကျင့်ကြံခြင်းလောကမှာညီလာခံကြီးတစ်ခုကျင်းပလိုက်မယ်ဂိုင်းအားလုံးကမျိုးဆက်သစ်လူငယ်တွေပါဝင်ရှင်ပြိုင်ကြလိမ့်မယ်အဲ့ဒီပြိုင်ပွဲမှာခမ ्या ကိုစီတူလူကိုစားပြုပြရှင်ပြိုင်စေခြင်းလို့တဲ့ကျွန်တော်ကြက်တည်တည်သွားတယ်ကျွန်တော်ကလာစီတူလူကိုစားပြုပြီးတော့လာဟုတ်တဲ့စီတူနန်ကခေါင်းညိတ်တဲ့ခမားရဲ့ကြင်ကြံခြင်းအဆင့်ကမမြင့်သေးပေမဲ့ခမားစီမှာဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ရှိတယ်လေပြီးတော့နောက်3လဆိုရင်ခမားရဲ့ကြင်ကြံခြင်းကရွှေရောင်ဦးတိုင်အဆင့်ကိုဖောက်ထွက်နိုင်လောက်ပြီးကျွန်တော်တိတ်ဆိတ်သွားတယ်ရွှေရောင်ဦးတိုင်အဆင့်ဆိုတာကြင်ကြံခြင်းလောကမှာတော့အလဲလက်အဆင့်လောက်ပဲသတ်မှတ်ထားတာဒါပေမဲ့လက်ထဲမှာဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ရှိနေရင်တော့ဘသူကိုမဆိုရင်ဆိုင်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်ကောင်းပြီလေကျွန်တော်သွားမယ်စီတူနန်ကပြုံးတယ်သူကကျွန်တော်စီကိုတိုးလောင်အိတ်တစ်ခုဖြစ်ပေးလိုက်တယ်ဒီထဲမှာဆေးလုံးတွေနဲ့ဝိညာဉ်ကြောက်တုံးတချို့ပါတယ်ခမား3လလောက်ကျင့်ကြံဖို့အတွက်ဒလုံလောက်ပါတယ်နောက်3လနေရင်ကျွန်တော်ခမားကိုလာခေါ်မယ်အဲ့ဒီလိုပြောပြတာနဲ့သူကစင်ကြံလန်းထဲကနေဖြက်ခနဲပြောက်ကွယ်သွားတယ်ကျွန်တော်တိုးလောင်အိတ်ကိုစုပ်ကင်လိုက်ရင်ရုတ်တရက်ရဲရင်နဲ့စိတ်တွေတဖွာဖွာပေါ်လာတယ်ကျင့်ကြံခြင်းပြိုင်ပွဲကြီးဟုတ်လားအဲ့ဒီရွေးချယ်ခံရသူတွေဆိုတာဘလောက်စွမ်းလဲဆိုတာကြည့်ကြသေးတာပေါ့3လအချိန်ကမျက်စိတမိတ်အတွင်းကုန်းဆုံးသွားတယ်ဒီ3လအတွင်းမှာကျွန်တော်နေ့ရောညပါကြင်ကြံခဲ့ပြီးခဲ့တဲ့ညကတော့ရွှေရောင်ဦးတိုင်အဆင့်ကိုနောက်ဆုံးမှဖောက်ထွက်နိုင်ခဲ့တယ်အဆင့်ဖောက်ထွက်လိုက်တဲ့အချိန်မှာပဲခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းရည်တွေကကျွန်တော်ရဲ့အစိတ်ပိုင်းတိုင်းနဲ့လုံးဝကိုပေါင်းဆက်သွားတာကိုခံစားလိုက်ရတယ်ကျွန်တော်လုံးဝကိုအသစ်ပြန်လဲမွေးဖွားလာတယ်လို့ပဲဘဝနဲ့တည်ဆုံခြင်းမှတ်တမ်းစာအုပ်ကလည်းပြောင်းလဲသွားတယ်အရင်ကဝေဝါးနေတဲ့စာသားတွေကအများကြီးပိုရှင်းလင်းလာပြီးအရင်ကမမျှနိုင်ခဲ့တဲ့အကြောင်းအရာတစ်တွေအများကြီးပေါ်လာတဲ့အထူးသဖြင့်စာကြောင်းတစ်ကြောင်းကကျွန်တော်ရဲ့အာယုံကိုဖန်ဆားသွားတဲ့ကျင့်ကြံခြင်းပြိုင်ပွဲကြီးမှာပုံကွယ်နေတဲ့တိုင်းပညာရှင်တွေအများကြီးရှိတယ်။ဒါပေမဲ့တကယ်အနေရကစင်ပုံမှာမဟုတ်ပဲပရိသတ်တွေကြားထဲမှာရှိနေတာပဲအဲ့ဒီစာကြောင်းကိုကျွန်တော်ထက်ခါတလဲလဲစဉ်းစားနေမိတယ်။အဲ့ဒါကတခုခုကိုအရေးအမြွက်ပြနေတယ်လို့ခံစားရတယ်။ဒါပေမဲ့အချိန်ကဘသူ့ကိုမှမစောင့်ဘူး။စီတူနန်လဲရောက်နေပြီးသူယူလာပေးတဲ့အဝတ်စားတွေကိုလဲဝတ်ပြီးထောင်ထဲကနေသူ့နောက်ကိုလိုက်ထွက်လာခဲ့တယ်မထွက်ခွာခင်အဲ့ဒီမြင်မာတဲ့နေရန်ကြီးတွေကိုနောက်ဆုံးတစ်ခေါက်လဲကြည့်လိုက်တယ်ဒီမှာနေလာတာ2ဝက်ကျော်ပြီးတာမန်အထက်တန်းကျောင်းသားဘဝကနေရွှေရောင်ဦးတိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့တယ်ဒီထောင်ကကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးခဲ့တာပဲတွားချိန်တန်ပြီလို့စီတူနန်ကဘေးကနေတိုက်တွန်းတယ်